မင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ Mercury Solar ကတက်ဆင်ပေးထားတဲ့ 4.9 kW peak solar power system တစ်စုံကိုလူကြီးမင်းတို့ကိုမိတ်ဆက်ပေးခြင်းပါတယ်ခင်ဗျာဒီစနစ်ကတော့ AI တိုင်းဒေတာကြီးတာပေါင်းမြို့နယ်မှာရှိတဲ့ကျွရတရားမှာတက်ဆင်ပေးဖြစ်ခဲ့တာဖြစ်ပါတယ်ဒီ solar power system မှာဆိုရင် Jinko 620W monofacial solar 8 ချက် kilowatt 6 kW inverter တစ်လုံးနဲ့ကတ်တဲ 51.2 ဗို့ 320 LiPo 4 battery တစ်လုံးတို့ပါဝင်ပါတယ်။နေအောင်ကြီးကောင်းစွာရရှိတဲ့အချိန်မှာဆိုရင်ဒီ solar panel 8 ချက်ကနေအများဆုံး watt 3900ကျော်ထုတ်ယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ဒီ solar power system နဲ့တူအိမ်သုံးအတွက်လိုအပ်တဲ့ထမင်းချက်ဟင်းချက်ရေခဲတစ်တာရေတင်မြူတိုက်စတာတွေကိုအသုံးဆွဲနိုင်မှာဖြစ်ပါတယ်။ဒါအပြင်ညဘက်အဲကွန်းတစ်ကောင်တစ်လုံးကိုလည်း12နာရီကျော်ကြာအသုံးပြုနိုင်မှာဖြစ်ပါတယ်။အာမခံအနေနဲ့ကတော့ Jinko Solar Panel က12နှစ် kilowatt 6 kW inverter က1နှစ်ခွဲကက်တဲ LiPo 4 battery ကပစ္စည်းဖို့လက်ခအခမဲ့3နှစ်လက်ခအခမဲ့2နှစ်စုစုပေါင်း5နှစ်ရရှိမှာဖြစ်ပါတယ်။ကုန်ကြစိတ်အနေနဲ့ကတော့128သိန်းကျန်ကျသင့်ခဲ့တာဖြစ်ပါတယ်။လူကြီးမင်းတို့နေအိမ်ရုံးလုပ်ငန်းတွေမှာ solar power system တက်ဆင်လိုတာကကျွန်တော်တို့ Mercury Solar အနေနဲ့အခမဲ့စိုက်စာပေးတွက်ချက်ပေးပါတယ်ခင်ဗျာ။ Solar Inverter LiPo 4 battery အမှတ်တစိမျိုးစုံကိုလာရောက်လေ့လာကြည့်ရှုဝယ်ယူခြင်းနဲ့ဆိုရင်တော့ Mercury Solar အမှတ်989ကာကြီးဥမင်္ဂလာလမ်းမကြီး1415လမ်းဆောင်တငန်းညွန့်မြို့နယ်ရန်ကုန်မြို့မှာလာရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။